လူတစ်ယောက်ကတကယ်ကြီးစိတ်နှစ်ပြီးစူးစမ်းလာတဲ့အခါသူ့ပတ်ဝန်းကျင်ကလူတွေဟာလည်းကိုယ်တိုင်တောင်သတိမထားမိပဲတဖြည်းဖြည်းနဲ့လိုက်ပြောင်းလဲလာတတ်ကြပါတယ်။အရင်ကဆာရှာဆိုတာရီမန်းချက်လည်းမရှိဘာစီစဉ်မှလည်းမရှိပဲသူနဲ့ဘဝတူစိတ်တက်မရှိတဲ့တငယ်ချင်းတစုနဲ့ပဲအချိန်ဖြုံးနေခဲ့တဲ့ပုံမှန်เจ้าညက်လေးတစ်ယောက်ပေါ့။ဒါပေမဲ့ဆာရှာတစ်ယောက်စာမေးပွဲအတွက်တကယ်ကြီးအသေးအတန်စာလုပ်လာတဲ့အခါသူ့တငယ်ချင်းတွေရဲ့သဘောထားကလည်းတဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့တယ်။အစတုန်းကတော့မင်းလိုလူကထိတ်တန်းတက္ကသိုလ်ရမှာမဟုတ်ပါဘူးဆိုပြီးလှောင်ရဲခဲ့ကြသေးတာနောက်တော့တငယ်ချင်းတစ်ယောက်ကဆာရှာရဲ့စာကြည့်စာအုပ်ကိုမတော်တဆလှန်ကြည့်မိပြီးအကြာကြီးတိတ်ဆိတ်သွားခဲ့တယ်။အော်သူတကယ်ကြီးအသေးလဲစူးစမ်းနေတာပါလားဆိုတာမြင်သွားလို့ပေါ့။အဲ့ဒီနောက်မကြခင်မှာပဲတငယ်ချင်းတွေစုံစည်းမိကြတော့သူတို့ကဆာရှာကိုနောက်ဆိုအတူတူရှောက်လဲဖို့လာမခေါ်တော့ဘူးလို့ရုတ်တရက်ပြောချင်ပြောလာတယ်။ဆာရှာကတော့သူ့ကိုအုပ်စုတွေကဖယ်ထုတ်လိုက်ပြီးအမှန်နဲ့စိတ်မကောင်းဖြစ်သွားတာပေါ့။ဒါပေမဲ့တငယ်ချင်းတွေကအဲ့ဒီလိုမဟုတ်ပါဘူးဆာရှာရဲ့ငါတို့ကမင်းစာကြည့်တာကိုမနှောက်ယှက်ချင်လို့ပါအခုမင်းလုပ်နေတာတွေကတကယ်ကိုလေးစားဖို့ကောင်းပါတယ်မင်းရဲ့အောင်မြင်မှုကိုပိတ်ပင်တားဆီးတဲ့လူတွေဖြစ်နေငါတို့အဖြစ်မခံနိုင်ဘူးလို့ပြောလိုက်တဲ့အခါဆာရှာတယောက်မျက်ရည်တွေဘုံကနေကျလာတော့တာပဲဒီလိုနဲ့သူ့အဖေလည်းတဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်အရင်ကသမီးထက်သားကိုပဲအမြဲမျက်နှာသာပေးပြီးသမီးရဲ့အိမ်မက်တွေကိုလည်းအစကတည်းကနှိမ်ချရင်မောကျောင်းသားကတပြားမှလည်းစိုက်မထုတ်ပေးနိုင်ဘူးလို့ပြက်ပြက်သားသားပြောခဲ့တဲ့အဖေပေါ့ဒါပေမဲ့လအနေငယ်ကြတော့တရက်အိမ်ပြန်လာတဲ့အခါအိမ်ကနိုင်ရန်တွေပေါ်မှာဆာရှာရဲ့စာချက်မှတ်စုတွေအပြည့်ကတ်ထားတာကိုမြင်လိုက်ရတယ်ကျမ်းပြင်ပေါ်မှာလည်းဖက်စုစာရွက်လေးတစ်ရွက်ပြုတ်ကျနေတာနဲ့ကောက်ယူပြီးတက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တာပေါ့အဲ့ဒီတက်ပြင်းကကြည်ုံနဲ့တင်မကျေနပ်တဲ့တက်ပြင်းမဟုတ်ပဲသမီးဖြစ်သူရဲ့စူးစမ်းမှုကိုမြင်ပြီးရင်ထဲမှာအံ့ဩမြင်သက်သွားတာကိုဖုံးကွယ်ခြင်းလို့ချလိုက်တဲ့တက်ပြင်းမှန်းသိတာပါတယ်တရက်တော့အဖေဖြစ်သူတယောက်တည်းအရက်တောက်ရင်းနဲ့ရင်ထဲကစကားတွေကိုဖွင့်ပြောလာတယ်သူသမီးအပေါ်အမြဲတမ်းစိန်ကားပြီးတင်းမာခဲ့တဲ့အကြောင်းရင်းတစ်ခုကတော့ဆာရှာကသူ့ကိုတွေ့တိုင်းအဖေကြီးကအနံ့ဆိုးထွက်နေတဲ့အဖိုးကြီးလို့အမြဲအော်ဆဲလေးရှိလို့တဲ့အဲ့ဒါကြောင့်သမီးရဲ့မျက်လုံးထဲမှာသူ့ကိုအဖေတယောက်လိုလေးစားမှုမရှိဘူးလို့ခံစားခဲ့ရလို့ပါတဲ့အဲ့ဒီညနေမှာပဲဆာရှာကစောင်းမေးပွဲအစမ်းထေထားတဲ့ရလက်မှတ်တမ်းကိုယူပြီးအိမ်ပြန်လာတဲ့မောင်လေးဖြစ်သူကအမှတ်တွေကိုအကျယ်ကြီးဖတ်ပြတော့ဟောပြအမှတ်တွေကတကယ်ကိုအံ့ဩဖို့ကောင်းအောင်မြင်နေတာအဲ့ဒီအချိန်မှာအဖေရဲ့မျက်ဝန်းတွေတဲ့အရာအလုံးပြောင်းလဲသွားခဲ့တဲ့သူပထမဆုံးအချိန်ဖြစ်သမီးရဲ့အမှတ်စရင်းစာရွက်ကိုကိုယ်တိုင်နှမ်းယူပြီးဒေချာစိုက်ကြည့်နေမိတော့တာပေါ့သူ့ရှေ့မှာရက်နေတဲ့သမီးဖြစ်သူဟာသူ့အရင်ကအဖတ်မတင်ဘူးလို့သတ်မှတ်ထားခဲ့တဲ့ကောင်မလေးမဟုတ်တော့ဘူးဆိုတာသူစတင်ယုံကြည်လာခဲ့ပြီလေတကယ်စောင်းမေးပွဲစစ်တဲ့နေ့မှာတော့စီးနှင်းတွေအသေးတန်ကြလို့လမ်းတွေပိတ်ပြီးကားတွေပါသွားလို့မရအောင်ဖြစ်နေခဲ့တယ်။အဲ့ဒီမှာအဖေဖြစ်သူကအလုပ်ကနေအပြေးအလွှားပြန်လာပြီးစာရှောက်ကိုသူ့ကုမ္ပဏီကကားပေါ်တင်ကစောင်းမေးပွဲဖြေမယ့်နေရာအထိကိုယ်တိုင်မောင်းပို့ပေးခဲ့တယ်လမ်းမှာအဖေကသမီးအဖေအရာရာကိုမှားခဲ့ပါတယ်။အခုချိန်မှာတော့သမီးကငါတို့တမိသားစုလုံးရဲ့မျှော်လင့်ချက်ပါပဲလို့ပြောလိုက်ရောဆာရှာလည်းစိတ်မထိန်နိုင်တော့ပဲနှစ်အကြာကြီးရင်ထဲမှာအောင်းထားခဲ့ရတဲ့နာကျင်မှုတွေကိုဒေါသတကြီးပောက်ကွဲပြစ်လိုက်တော့တာပေါ့အဖေတခါမှသမီးကိုအားမပေးခဲ့ဘူးပဲနဲ့အခုမှဘာလို့ဒီလိုစကားတွေလာပြောနိုင်ရတာလဲဆိုပြီးတော့ပေါ့အဖေဖြစ်သူကဘာတခွန်းမှပြန်မပြောရှာဘူးချက်ချင်းပဲကားကိုလမ်းဘေးချရက်လိုက်ပြီးနှင်းကော်ပြားကိုဆွဲကလမ်းဘေးမှာနှင်းတွေပိတ်မိပြီးဒုက္ခရောက်နေတဲ့သူစိမ်းတယောက်ကိုသွားကူညီပေးနေခဲ့တဲ့ဆာရှာကအဖေရဲ့ကြောပြင်ကြီးကိုကားထဲကနေငေးကြည့်နေရင်သူ့မေပြောခုတဲ့စကားတခွန်းကိုသတိရသွားတယ်သမီးဖေကအပြင်ပန်းကြည့်ရင်အေးဆက်ဆက်နိုင်ပေမဲ့ရင်ထဲမှာတော့တကယ်ကိုသဘောကောင်းတဲ့လူတယောက်ပါတဲ့အဲ့ဒီအခိုက်အတန့်မှာပဲဆာရှာသဘောပေါက်သွားတယ်အော်ဖေကသူ့အပေါ်အထင်လွဲခဲ့တာတွေမဟုတ်ဘူးသူကိုယ်တိုင်ကလည်းအဖေအပေါ်အများကြီးအထင်လွဲခဲ့တာပါလားဆိုတာကိုပေါ့ဆာရှာဆောင်မွေးပွဲဖြေမဲ့အဆောက်အုံထဲကိုလှမ်းဝင်ပါအဖေကကားပေါ်ကနေလှမ်းခံခနဲဆင်းပြီးသမီးရဲ့နောက်ကနေလှမ်းအောင်နှုတ်ဆက်လိုက်တယ်ဆာရှာလှည့်ကြည့်ပြီးအဖေကိုအကြာကြီးငိန်ပြီးစိုက်ကြည့်နေမိတယ်ပြီးမှပြန်လှည့်ပြီးဆောင်မွေးပွဲခန်းထဲကိုဝင်သွားခဲ့တော့တာပေါ့အဲ့ဒီနေ့ကဆာရှာတကူလုံးနေလို့မကောင်းပဲဘိုက်တွေပါအောက်နေခဲ့တာဒါပေမဲ့ပြီးခဲ့တဲ့လအနေငယ်အတွင်းမှာသူပေးဆက်ခဲ့ရတဲ့စူးစမ်းမှုအရှိန်ဟုန်တွေကအရေးကြီးဆုံးအချိန်မှာသူ့ကိုအကောင်းဆုံးပြန်လည်ပံ့ပိုးပေးခဲ့ပါတယ်ဟုတ်ပါတယ်အားလုံးကအမိုက်လို့တတ်မှတ်ပြီးလက်လျှော့ထားခဲ့တဲ့ဒီကောင်မလေးဟာနောက်ဆုံးတော့သူတို့အားလုံးရဲ့အထင်မြင်တွေမှားကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဆာရှာတက္ကသိုလ်ဝင်ခွင့်ရသွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့အများရန်တည်ငြိမ်ပြီးအေးဆက်လာပါတယ်ဆိုတဲ့အဖေကြီးခမများမျက်ရည်တွေကိုမထိန်နိုင်တော့ပဲမိုးချပစ်လိုက်ပါတော့တယ်။သူနဲ့သူ့ဇနီးတွေတို့ဟာနှစ်ပေါင်းများစွာစိန်ကားလာခဲ့ကြပေမဲ့အဲ့ဒီအခိုက်အတန့်မှာတော့သမီးဖြစ်သူရဲ့အောင်မြင်မှုအတွက်ဝမ်းသာမျက်ရည်တွေကိုအတူတူကြားခဲ့ကြရတာပေါ့။ပြီးတော့သူတို့ကြားကနှစ်ပေါင်းများစွာခြားနာခဲ့တဲ့အေးဆက်မှုတိုင်းကြီးကလည်းနှင်းတွေလိုပဲအလိုလိုအရေးပြောကြသွားခဲ့ပါတော့တယ်။နောက်ဆုံးအနေနဲ့တခုတော့ပြောချင်တာကတော့လူတော်တော်များများကတကယ်ကြီးစူးစမ်းဖို့ကြောက်တတ်ကြတယ်ဘာလို့လဲဆိုတော့ငါတို့တွေဒီလောက်စူးစမ်းပန်းစားလုပ်ခဲ့ပြီးမှဘာမှဖြစ်မလာရင်ဘယ်လိုလုပ်မလဲဆိုတဲ့တွေးကြောက်စိတ်ကြောင့်ပေါ့ဒါပေမဲ့တကယ်အမှန်တရားကတော့အနိုင်တစ်ခုအတွက်ကိုမှရှိသမျှအစွမ်းကုန်ပေးဆက်ပြီးစူးစမ်းခဲ့တဲ့အဲ့ဒီလုပ်ငန်းစဉ်ကြီးဟာရလက်ကဘာပဲဖြစ်လာဘယ်တော့မှအလားအသမဖြစ်သွားပါဘူးကိုယ့်ရဲ့အစွမ်းကုန်ကိုထုတ်သုံးပြီးတကယ်ကြီးစူးစမ်းခဲ့ရတဲ့အဲ့ဒီနေ့ရက်တွေဟာတင်ဘဝရဲ့ဘယ်တော့မှမေ့ဖြောက်လို့မရမယ့်အမှတ်တရနေ့ရက်တွေဖြစ်လာပါလိမ့်မယ်ပြီးတော့အဲ့ဒီစူးစမ်းမှုတွေကနောက်နှစ်ပေါင်းများစွာကြာတဲ့အထိတင့်ကိုယ်တင်အခိုင်အမာဆုံးနဲ့ဘယ်တော့မှလဲပြုံမသွားမဲ့စိတ်သက်ခွန်အားတွေအဖြစ်တည်ရှိနေမှာပါဘဝကတင့်ကိုဘယ်နေရာကိုပဲခေါ်ဆောင်သွားပါစေတင်နောက်ကျောင်းပြန်လှည့်ကြည့်တဲ့အခါတိုင်းမှာငါအဲ့ဒီတုန်းကတော့ယုံကြည်ချက်တစ်ခုအတွက်ငါမှရှိသမျှအရာအလုံးကိုပုံအောပြီးအစွမ်းကုန်တိုက်ပွဲဝင်ခဲ့ဘူးလေလို့ကိုကိုဂုံယူဝင့်ကြွားစွာနဲ့ပြန်ပြောနိုင်နေမှာဖြစ်ပါတော့တယ်